ဒီနေ့မှာတော့Minecraft ဆော့ပြတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာဗီဒီယိုလေးကို like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့အဲ့မဲ့စရရအောင် Okay ဗီဒီယိုလေးရောက်လာပြီအဲ့ဒီအတွက်ပလေးဆိုတဲ့ဟာလေးနှိမ့်မယ်ဆော့ထားတော့ဟောတုံးရှည်ဒါပေမဲ့အစကနေပြီးတော့ပြန်ပြီးဆော့ပြအောင်လုပ်မှာပဲဖြစ်ပါတယ်ခဏတော့ဆောင်subscriber အဖြစ်ပဲတက်ရှိမှာမယ် let's go နင်းလိုက်ရ subscribe လုပ်ခဲ့ဘူးလည်းမမေ့တယ်နော်အခုဗီဒီယိုမကြည့်ခင်မှာ like ရ subscribe လုပ်ခဲ့ပါ okay အဲ့ဆိုရင်တော့ like ရ subscribe လုပ်ခဲ့လုပ်ပြီးပြီလို့ထင်တယ်အဲ့ဆိုရင်တော့ let's go ဗီဒီယိုလေးကိုတွားလိုက်ရအောင် okay အားလုံးပဲမင်္ဂလာပါဒီ Minecraft ထဲကိုတော့ဘာဖြစ်တာဟုတ်တာပန်းလေးပင်ပဲကွာရနေမိုင်းဒီဘက်ချမ်းထားလိုက်မယ်နော်ဒါပန်းလေးပင်နေစူးတယ်နော်ဒီ Minecraft ဆောင်းမယ်ဆိုဒီဟာလေးကိုသတိထားကြပါ Okay ဒါလေးရင်တော့ကောင်းမယ်ဆိုတိတ်ရင်ခေါင်းအောင်လို့ဆိုတခုတ်ပြီးဘာလေးလည်းတခုလုံးမယ်လုံးပြီးလို့ရှိရင်ဒါလေးအဲ့ထဲမှာဒါလေးတစ်ချောင်းလုံးမယ်ဒါလေးရဲ့တခုတ်တဲ့ဟာလေးရဲ့တော့စောက်ပြီးမနေဘူးပေါ့စောက်ပြီးမနေဘူးနေလို့ရှိရင်တော့နေရောက်ခိုင်းထဲမှာပဲနေမှာပဲဖြစ်ပါတယ် Okay လေးပြီးတော့ငါဒီတော့ပဲလိုက်ခုတ်မှာပါMinecraft အစ်တော့မဟုတ်ဘူးနော်အတူအစ်ကဘလို့တော့မသိတော့ပါ Okay let's go သွားလိုက်ရမြို့မသွားခင်မှာဒီမှာစတီပေါ့ဒါလေးကိုတောင်းလေးတော့ပြီးတော့ဒါလေးကိုခုလုံးမယ်ပြီးဒီမှာထားလိုက်မယ်ထားပြီးတော့ဒီမှာဒီထဲမှာကျတော့ဒါလုပ်ဖို့ဆိုလို့ရှိရင်တုံးလေးတစ်ချောင်းလိုတယ်ပေါ့အဲ့ဒီအတွက်ဒီမှာတုံးလေးမှာ8ချောင်းတော့လုပ်လိုက်မယ်လုပ်ပြီးတော့ဒါလေးကတစ်ချောင်းဒါလေးကတစ်ချောင်းတုတ်တွေပါလေတူးမှဖြစ်တယ်ကွာဒီမျိုးကတူတင်ပြီးတော့လုပ်ထားမှဖြစ်တယ် Okay အဲ့တော့ဒီမှာခုနကြက်လေးတစ်ကောင်တွေ့တယ်ကြက်ကလေးတစ်ကောင်လေးပဲရောက်လာတယ်ထိုက်ပါတော့လာဟိုဘကန်ကူးကြအောင်ဒီ Minecraft ကကောင်းလာတော့မကြည့်ရေပေါ်မှာဟောဒီလိုမြန်မာလူကြီးရေကူးလို့ရတယ်ပေါ့နော်ဒီချင်းကလည်းစနေကြအဲ့ဇုံကြီးကနေပြီးတော့တစ်ခါတည်းကြားလို့ရှိရင်ကန်ကောင်းလို့ရှိရင်ပေါ့အဲ့ဇုံကြီးကနေကန်ကောင်းလို့ရှိရင်ဟိုဒါရွှေတုံးလေးပါတယ်ပေါ့ကန်ကောင်းရပြောပါကန်မကောင်းရင်တော့ရမှာမဟုတ်ကန်မကောင်းရင်တော့ရမှာမဟုတ်ဘူးအဲ့ဒါကြီးဒါဆိုကံမကောင်းလို့ဟိုအရင်ဗီဒီယိုတော့မှရတယ်ပေါ့အခုဒီအတန်းဖိုင်ပါတဲ့ဟာကျတော့အခုဆိုရင်ဒါအပိုင်း1ပေါ့နော်အခုအပိုင်း1ကနေတင်လာပဲဖြစ်ပါတယ်အားတော့ပေးသွားကြပါအားမပေးရင်တော့ subscribe ကview က100ကျော်ပဲရှိသေးတော့နဲသေးတယ်အဲ့ဒါကြည့်ပြီးကြပါအောင်လို့တေးတော့မှာခုလောတယ်ရွာကိုလိုက်ရှာလိုက်မယ်နော်ကြွားရဲ့အစားအစာလုံးဝပူရဲ့အရေးကြီးရပေါ့နော်အထက်နေပေါ့ဘယ်ဘက်ကိုသွားရအောင်လဲတော်တော်ကြီးဆိုလမ်းတော့ပြောင်းမှာဟိုဘက်ချောင်းတော့ချက်သွားတာနော်အဲ့မှာတိုးတကောင်အဲ့တိုးအဲ့ဒီလိုမျိုးကြမ်းဒီတိုးတုံးလေးပေါ့အဲ့တိုးတုံးလေးက3တုံးပြည့်သွားလို့ရှိရင်အဲ့3တုံးအဲ့တိုးတုံးလုံးနဲ့ဘာလေးလဲမသိဘူးလုပ်လို့ရတယ်ဟိုကအဲ့ရလုပ်လို့ရတယ်ပေါ့အဲ့ဒီတော့တိုးတွေကိုတက်နိုင်တော့ရှာထားပါအဲ့တိုး3လုံးနဲ့အဲ့ရလုပ်လို့ရပါတယ်အဲ့တိုး3လုံးနဲ့ကျန်တဲ့ဟာလိုတာဗာလဲမသိဘူးအဲ့ဒီကတော့ဝယ်ရမှာပါတော့ရမှာပါအဲ့တသားလေးနဲ့နာမည်တော့ရမှာအဲ့ဒီကလေဒါတော့ Minecraft episode 1မှာဖြစ်ပါတယ်အဲ့ဒီတော့အားပေးကြပါအောင်လို့ခုနပြောခဲ့တဲ့အတိုင်းဗီဒီယိုလေးကိုမစခင်မှာ like ရ subscribe လေးလုပ်ခဲ့လို့ပြောပါတယ်ဘာလို့ဆို subscriber တော်တော်လေးနည်းနေပါတယ်ပြောရင်ခုမှ2ယောက်ပဲရှိသေးတယ်အဲ့တော့လောက်ခဲ့ကောင်လို့ဆူတောင်းလိုက်ပါတယ်တေတော့မှာပဲရင်တော့ဒါလေးကခလေးကွာလေမိုက်နော်အဲ့လိုမျိုးအောင်လောက်ရှိရတယ်ဒီမိုးပင်တွေပေါ်မှာလည်းအိမ်ဆောက်လို့ရတယ်ဒါပေမဲ့ဘာလို့မှလည်းဟုတ်တယ်မလားအိမ်မဆောက်ဘူးရွာပဲရှာမလဲစကုတ်မနှင်းတောင်ရတက်မနေတော့ဒါနေကြပန်းနေမဟုတ်ကွာအဲ့ကွာကလည်းအစားအစာရတယ်ညဘက်ကြလုံးတော့ရှိဖို့လိုတယ်အဲ့ရတော့အနည်းဆုံးလုံးတော့ရှိဖို့လိုတယ်အဲ့ရအနည်းဆုံးတစ်ခုတော့ရှိဖို့လိုတယ်ဘာလို့ဆိုတော့အဲ့ရမရှိအဲ့လိုမျိုးလေးညဘက်ကြခွေပါတို့ဇူမီတို့အဲ့လိုမျိုးအကောင်တွေထွက်တယ်ဒီအဲ့ချိန်ကြလို့ရှိရင်အခက်မသိရင်တည်သွားနိုင်တယ်ပြီးတော့ Minecraft ဆိုတဲ့ဟာလည်းအဲ့လိုမျိုးပေါ့ဘယ်လိုပြောရမလဲကိုအိတ်တဲ့နေရာပါပဲ
ပြန်ပြီးတော့တေသွားလို့ရှိရင်ပြန်ပြီးစပွန်လာပစ္စည်းတွေကလည်းပြန်ပါမလာတော့အဲ့တေးတဲ့နေရာမှာပြန်ကျသွားတာအဲ့ပစ္စည်းပြန်ကောက်ချင်အဲ့တေးတဲ့နေရာပြန်သွားပြီးကောက်မှရမယ်ဒါပေမဲ့မဟမ်းမီဘယ်လိုလုပ်မလဲဟုတ်တယ်မလားအဲ့ဒါလေတော်တော်လေးကိုစိတ်ပူပါတယ်ပေါ့နော်ပြီးတော့ဒီမှာတစ်ခါမှမအိပ်ရသေးလို့ရှိရင်ကိုဆက်ဆက်ချင်းစပွန်တဲ့နေရာမှာပြန်ပြီးတော့စပွန်မှာပဲဖြစ်ပါတယ်ဒါပါလေပေါ့ရထားလဲရတာဟုတ်ပါဘူးဟိုဘက်ကလာဆိုဒီတောင်ပေါ်ပဲဆက်ပြီးတက်သွားမှာမတက်နိုင်ဟိုတောင်ပေါ်မှာဆိုရင်တော့ဘာမှရှိအေးဟိုတိုးတကောင်အားဆိုလို့ရှိရင်အိပ်ရလို့ရပြီအဲ့ဆိုညဘက်ကျရင်စိတ်ပူကြမလို့တော့ညဘက်ကျရင်သူမျိုးလာကြိုက်မှာစိတ်ပူကြမလို့တော့ဗောနော်ဒီပစံရကြတော့ပို့ပြီးဓာတ်မိပို့ဖတ်တာမှဒီတစ်ချက်ကြည့်နှစ်ချက်ပဲတွေ့တာโอเคမဆို3-5ချက်ခုတ်ရတယ်စိတ်လေးဆိုဒီဓာတ်နဲ့စိတ်တို့ဝတ်တို့ဆိုရင်တော့ဓာတ်နဲ့တက်ပေါ့ပြီးတော့ဇူမီတွေဆိုလို့ရှိရင်လည်းဓာတ်နဲ့တက်ပေါ့နော်ဒီမှာဆိုရင်ကြောက်လေးတော့တူးလိုက်ပါဦးမယ်နော်တစ်ချက်ကြောက်လေးတော့တူးရလိုက်ပါဦးညဘက်ကျရင်တော့အဲ့ရလေးလောက်ပြီးတော့အဲ့လိုရတယ်ပေါ့ဘယ်လိုပုံပေါ့ကွာအဲ့ရလေးတစ်ခုတော့တော့တက်ပြီးတော့အိတ်သွားလိုက်မယ်ဟောတက်ပြီးတော့အိတ်သွားလိုက်မှတော့ဖြစ်တယ်တက်ပြီးလောက်သွားလိုက်မယ်ပြောလိုက်တိုး3တုံးရယ်တစ်သား3တုံးရယ်လူတယ်ပေါ့နော်အဲ့ဒါလေးကိုလုံးလိုက်အဲ့ရလေးရပါပြီညဘက်ကျရင်အဲ့လိုရပါတယ်โอเคအဲ့တော့ဒီရလေးစားလိုက်ပါဦးဒီတောင်ပေါ်မှာတော့ရွာမရှိလိုက်ဘူးထင်တယ်အဲ့ဒီတော့ဒီတောင်ပေါ်တော့သွားမနေတော့ဟိုမှာဟိုဝလေးဒီလိုပဲစားလေးရှာမှာမတက်နိုင်ဘူးမင်းတို့ငါမတက်ချင်ပေမဲ့လေငါစားတာတော့တာမှာလေမိုက်ခွက်ဆိုတဲ့ဂိမ်းကဒီလိုပဲပေါ့စပိုက်လောက်ရတာပေါ့ကွာစပိုက်မလုံးနိုင်ရင်တေးမယ်လုံးနိုင်တော့ဘာမှမဖြစ်ဘူးလို့တေးတော့မှာပဲဒီဘယ်လိုသွားပါမလဲမတော်လိုက်တေးမှန်းသိနေခွေးလေးလားမသိတွေ့နေခွေးလေးလားမသိတွေ့မစိတ်ဝင်လာဘူးအိုးတေးဟာမသိတွေ့ရတယ်ဘာမစိတ်နေတော့မသိအမနဲ့မော်ဝါနီချက်ကမစိတ်ဝင်လာထားလိုက်ပါတော့ဒီမှာအောက်မှာနွားလေးတကောင်တော့တွေ့တယ်ဆိုတေးတော့မှာပဲရောအမမေကွာငါစားဖို့တော့မင်းတို့တာမှာရောဘာငါတက်ရှင်နိုင်ဖို့တော့မင်းတို့တာမှာပဲအဲ့ဒီတော့ဒီတော့သွားလိုက်မယ်ပေါ့ခဏထိုးရ6-9နာရီရှင်မင်းနေဆိုရသေးအပိုင်း3ထီတော့တင်လို့ရမယ်လို့ထင်တာပဲဒီချက်ကြော်ရင်လည်းကြော်မှာပေါ့ဟုတ်တယ်မလားမတည်သေးဘူးပေါ့နော်โอเคဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့โอเคဒီဘောတက်ဘာမှဒီဘောတက်ဘာမှရှိမှာမဟုတ်ဘူးအစားအသေးစားတာဟေးတေးတော့မှာပဲခရီးပိုင်ရှိငါမသေးပြီလို့ဘိုက်ကအသေးစားတာဟာလို့ရပါဘယ်လိုလုပ်အောင်မလဲငါမဒီဇူမီတာစားလို့မဖြစ်ဘူးဘာလို့ဆိုစခိုင်းကြဇူမီတာအစိတ်တက်တယ်အားကြောင့်တခါစားဘူးတယ်ဒီဗီဒီယိုအဲ့စားဇူမီတာစားခဲ့တဲ့ဗီဒီယိုတော့မတင်ပါဘူးမတင်လိုက်ရပါဘူးဒီဘက်တော့လည်းထင်ပါပဲချက်မိသွားပါတယ်ရွာလေးလားမသိဘူးတစ်ချက်တော့ကြည့်ရမယ်ဟုတ်တယ်အိုးနောက်ဆုံးတော့ရွာတွေးခဲ့ပါပြီလို့နော်โอเคရွာကိုဘယ်လောက်မှတော့မရှာလိုက်ရပါဘူးအာယုံကိုလည်းနေရှိရပေါ့နော်Minecraft ဆော့မယ်ဆိုတော့ဒီ Minecraft ကိုဆော့ကြပါအစ်စ်မဆော့ခြင်းတဲ့သူတွေလည်းဒီ Minecraft ကောင်းပါဒီ Iron Golem သွားလို့ Iron Golem ကကိုယ်လာချပါဖြစ်ပါတယ်ရွာသားကလည်းဘလို့ကြီးတော့ဟာ Okay ရွာသားလည်းတမျိုးကြီးပဲပေါ့နော်ဟုတ်အဲ့ကောင်ကလည်းတစ်ချက်ဟဲ့တေးတော့မှာပဲအဲ့ Iron Golem သွားတိုင်အသေးတာတော့မဟုတ်ဘူး तू ကလိုက်တက်တာပေါ့ဒီညတော့ဒီမှာအိမ်မှာဖြစ်မယ်အဲ့တော့နေဗီဒီယိုလေးနဲ့ကြော်တိုင်းမယ်နော်အပိုင်းနှစ်ကြာလို့ရှိရင်ပြန်ထွက်ပြီးတော့ပြန်ပြီးတော့မှာဆိုတော့ကဒီနေရာမှာပြန်မဟုတ်ရင်သွားပြီအဲ့တော့ညအိပ်ပြီးမှပဲအပိုင်းနှစ်ဆက်တင်မယ်ဒါပေမဲ့ဒီဗီဒီယိုလေးကိုဆုံးမကြည့်ပါโอเคဖုန်းလေးဆောင်ကြပါဦးဒီချစ်ကြည့်လိုက်ပါတော့ညနေရောက်နေပါပြီအဲ့ဒီအတွက်အိပ်လို့ရပြီဆိုပေမဲ့အဲ့ရတော့ခုချက်ဒီရှာမအဲ့ရရှိရနော်အဲ့ဒီအတွက်ဒီရွာတွေမှာတော့အဲ့ရရှိမှာပါဟာဒီကောင်အိပ်နေပြီပေါ့အိမ်နေလည်းမတက်နိုင်ဘူးလားငါလည်းဝင်အိမ်ပါလားလဲဒီမှာအိတ်လိုက်ပြီးပဲဖြစ်ပါတယ်โอเคဒီမှာအိတ်လိုက်ပြီးဖြစ်တဲ့အတွက်ဒီအိတ်ရအောင်မဖြတ်မချင်းကိုတေးသွားလို့ရှိရင်ကိုတနေရာမှတေးသွားလို့ရှိရင်ဒီရွာမှာပဲပြန်ပြီးတော့ဘုံမှဖြစ်ပါတယ်မချက်ထဲမှာဆိုဒိုင်းမိုးဖြစ်တဲ့ဟိုစိန်ရှိပါတယ်မိုက်ပါတယ်စိန်ကောင်းပါတယ်โอเคဒါကတော့ episode 1ပဲအပိုင်း1ပဲဖြစ်သွားတယ်အပိုင်း2ကတော့အခုချက်ချင်းတင်မှာဖြစ်ပါတယ်ခဏလို့တော့စောင့်ပေးကြပါဦးโอเคready 1 2 3 bye bye အပိုင်း2ကိုအခုစက်တင်မှာပဲဖြစ်ပါတယ်အားလုံး bye bye နော်